Hello မင်္ဂလာပါတဲလေးတို့ရေလာမေးချလို့ပေါ့နော် tablet လေးမဲဖောက်မပေးဘူးလား tablet လေးကက်ဆယ်မဲဖောက်မပေးဘူးလားလာမေးချလို့ညီမတို့ဒီနေ့ tablet လေးကိုမဲဖောက်ပေးပဲပေါ့နော်ညီမတို့ဒီ account လေးကို follow လေးလုပ်တာအသေးလေးဝင်ပေးသွား comment မှာ screenshot လေးရိုက်ပြီးတော့မှတ်ပေးရုံနဲ့ညီမတို့ tablet နှလုံးကိုပိုက်ဆိုင်ရမှာဖြစ်ပါတယ်နောက်ပြီးတော့ညီမတို့ OSC short ကနေပြီးတော့ကက်ဆယ်မဲအစီအစဉ်လေးတွေရော short စေးအစီအစဉ်လေးတွေရောအများကြီးရှိပါတယ်เนาะ short စေးအစီအစဉ်လေးတွေကတော့ညီမတို့ OSC short application ကို download ဆွဲရင် short စေးရ1000 YouTube မှာညီမတို့အခြားလူတွေသိအောင် share ပေးရဆိုရင်နောက်ထပ် short စေး1000အဲ့လိုမျိုးပဲ Facebook TikTok Viber အဲ့လိုမျိုးတွေမှာ like ပြီးတော့ share ပေးတယ်ညီမတို့ application လေးအကြောင်းကိုသိအောင်ကြေညာပေးရဆိုရင် short စေးကို1000စီထပ်ပြီးတော့ short သွားမှာဖြစ်ပါတယ်ပြီးတဲ့အခါကျရင်လည်းညီမတို့ OSC short ထဲမှာshort စေးလေးနဲ့လည်းဝင်ယူလို့ရရပေါ့နော်အဲ့ဒါလေးသိအောင်လာပြောပြတာပါကဲမင်္ဂလာပါဒါလေးကတော့ OMB မော်ဒယ် OMB လေးပေါ့နော်သူကကျတော့မျက်နှာပြင်က10လက်မဈေးကအောက်ဈေးကတော့3,500ပေါ့ဒါပေမဲ့ခုနကမှပြောသွားသလိုshort ဈေးတွေရတယ်ဆိုတာ short ဈေး9,000အထိအများဆုံးရနိုင်ပါရှင်ပြီးတော့သူကကျတော့ RAM432 မျက်နှာပြင်က10လက်မစက္ကန့်2ကက်ရတယ်ဘက်ထရီက9000ဘဝတန်ဆုံးပဲပေါ့နော်ဂိမ်းဆော့ခြင်းတဲ့သူတွေရုံ3 KTV 3အကုန်မိုက်တယ်ရှင်ဒါလေးကကျတော့2သိန်းခွဲပေါ့နော်2သိန်းခွဲကိုခုနကပြောသွားသလိုအကုန်လုံးလုပ်ပေးမယ်ဆိုလို့ရှိရင် position လေးကိုပြန်ပြီးတော့ဝေမျှပေးမယ်ဆိုလို့ရှိရင်ခွန်ရှော့သေး9,000ထိရနိုင်နေပေါ့နော်ဒါလေးကလည်း RAM432 ပဲစင်ကက်2ကတ်ထိုးနည်းနည်းပြန်တော့သူ8လက်မှာတယ်ပေါ့8လက်မှာဟုတ်တယ်အဲ့ဒါရဲ့သူကဘက်ထရီက6000ဘုံကmobile ကျန်တော့ဘာလို့ခေတ်စောနေတဲ့သူတွေအတွက်လည်းတန်နေပေါ့နော်ကလေးသုံးနေမဟုတ်ဘူးကွာဒီမှာလူကြီးသုံးအတွက်လည်းအဆင်ပြေတယ်ညီမတို့ရုံးသုံးအတွက်တွေလည်းအဆင်ပြေတယ်ပြီးရင်ညီမတို့ KTV တွေအတွက်လည်းအဆင်ပြေတယ်ပေါ့နော်ဘယ်နေရာနေအဆင်ပြေတယ်ပြီးရင် तू ကဂိမ်းဆော့တာတခုတည်းနဲ့နေမဟုတ်ဘူးညီမတို့ YouTube တွေဘာတွေလည်းကြည့်လို့ရတယ်Facebook တွေဘာတွေလည်း line တွေလည်းအကုန်သုံးလို့ရတယ်ပေါ့နော်ညီမတို့ကလေးအတွက်တီးတက်မဟုတ်ပဲအဲ့လိုလူကြီးတွေသုံးမယ်ရုံးသုံးတွေအတွက်ဆိုရင်လည်းအကုန်လုံးအဆင်ပြေရှင့်โอเคအဲ့ဆိုရင်ညီမတို့အကောင့်လေးကို follow လေးလုပ်သွားပြီးတော့အသေးလေးဝင်ပေးသွားပြီးတော့ကက်ဆယ်မဲလေးတွေပါဝင်ကက်ဆယ်နိုင်ပါပြီရှင်ကျေးဇူးပါ